ကျွန်တော်တို့ခဲရခဲစစ်နဲ့တက်လာတဲ့တာချီလေးကအမြင့်ဆုံးတောင်ပေါ်ဟိုဘက်ကထိုင်းနိုင်ငံရောဒီဘက်တာချီတစ်မျိုးလုံးကကျွန်တော်တို့အောက်မှာရောက်နေပါကျွန်တော်ဂိတ်ထဲဆုံးမှာတက်เสียတောင်လည်းမရှိတော့ပါဘူးဒီထက်မြင့်တဲ့တောင်လည်းတစ်ပတ်လည်မှာတော့တောင်လန်းနေတော့အများကြီးဝန်းရထားပါတယ်ဒါပေမဲ့ဒီထက်နေတာပေါ့ပေါ်မှာလဲဇေဒီတဆူခဲရခဲစစ်တည်ထားတာတွေ့ပါတယ်ခင်ဗျာယူရတဲ့ခေါ်တယ်ဘေးရမောလားယူရတဲ့ခေါ်တဲ့တန်းစကားရင်းနဲ့လေကွာဟုတ်မှာမင်းကလေးကတော့ဟိုဖះတောင်ရောက်အောင်တက်အောင်မင်းကလေးတော့မရောက်တော့ထင်တယ်ဒီတော့ငါထင်တာငါတို့တော့ကုတ်တက်လာတဲ့ဟာယူအဲ့ဒါဟိုဘက်ကိုသွားတယ်ကြိုက်ထီဘက်ရောက်ပြီကြောက်ထီရောက်ဖက်နေလာရတော့မှဒီနေရာရောက်လေကြိုက်ထီကဟိုအောင်မှာအေးဒါလက်တက်တယ်လဲဒီကနေတော့ကြောက်ထီရောက်ပြီဟမ်ဒီကနေတော့ကြောက်ထီရောက်အောင်မှာကြိုက်ထီကဟိုအောင်မှာလေဟိုပါပြီအေးလေအဲ့အောင်မှာဟုတ်လားဟုတ်ဘူးဟိုမှာဟောင်းနဲ့တောင်သလုံးချားတယ်ဟုတ်မှာဒီပြင်မှာလေဟုတ်မှာဟိုမှာလေကျော်ရဟိုမှာလေကားလေးနဲ့လေအမှန်ငါးဟိုကကိုပေါ့ပြီလားအမမကြည့်အောင်မကြည့်တာဟိုမှာငါးကိုကောင်နဲ့အကြိုက်သေးဘူးလေဟုတ်လားအေးလေဟောကြိုက်ထီဟိုအောက်မှာကွာငါတို့ကြောက်ထီတောင်လည်းအဝေးကြီးတယ်ဟိုလိုကိုတဲ့ဝေးမောလိုက်အောင်ဟမ်မောလားမချောမအေးဝေးမောလားမောပြောစရာကောင်းတယ်ရှေ့မကြည့်တာအောက်ပဲကြည့်ဟိုမှာကြည့်မင်းထွန်းတရားဘဝကြီးပြက်နေတာမကြည့်မကြည့်မှာဘဝကြီးပြက်ဟိုတောချမ်းနဲ့မင်းထွန်းနဲ့ရမှာဘဝကြီးပြက်နေတာလာကိုတော့အေးကိုတော့ဘာဒီရုပ်ဖက်နေလာဒီလာပေါက်တယ်ဘဝကြီးပြက်ငါတို့ကောင်လည်းထိတ်ဆောင်ဦးဆောင်ဟိုဒီဘက်ကတော့ဦးဆောင်နေပဲပါမလေးဥဆောင်တော့ဘယ်လေးလုံးနေသေးညာလေခဏတက်ပါရတာတက်ပါရနေဒါထိုင်းနိုင်ငံရောတာချီလိတ်ရောအဲတာချီလိတ်မျိုးရောကျွန်တော်တို့အောက်မှာရောက်နော်ဒီလေအဆင်ပြေလားပြေပါရဲ့တဲမောလာတဲလို့ကိုကြီးတို့တောနဲ့ကြီးတဲ့ရောက်နေတာဖြစ်ပါတယ်ကျွန်တော်တို့မှာမှောင်ပိမ့်အောင်မှောင်နေတဲ့တောကြီးတွေကိုရောက်နေတာဖြစ်ပါတယ်မောင်မဲလို့နဲ့နေမှာအပြာဟိုချက်တီရောဖက်နေတဲစင်ပြေနေမှာဟုတ်ချေစင်ပြေလားယောစင်ပြေပါတယ်ပြန်တော့မယ်တူစင်ပြေလားဟုတ်ကဲ့ကျွန်တော်စင်ပြေတယ်ဗျနိုင်စင်ပြေလားစင်ပြေပါလေဘိုးရောစင်ပြေလားအီစီပဲဘူးကတော့မီလို့တက်နေအဲဒါကြီးတော့တက်နေတာသူ့ပဲစောင့်နေရကိုသိန်းရောတရားလုံးပြေမောတောရှမ်းရောတောရှမ်းအတန်တော်မထွက်နိုင်တော့ဘူးဖြစ်ပါခင်ဗျာအမှမကြမ်းတော့ဟုတ်ကဲ့ကဲကျွန်တော်တို့ခီးဆက်လိုက်ပါဦးမယ်ခင်ဗျာဖုံးချမှရတော့မယ်ဘာလို့ဆိုတော့မက်လို့လမ်းကလည်းတိတ်မရှိပါဘူးအဲကြောင့်မို့ဒါပါပဲခင်ဗျာကျွန်တော်တို့ဒီကြောက်တယ်နဲ့မနေ့ဆင်းနေရပါခင်ဗျာခုဆိုရင်ဟိုစိတ်ပြက်လက်ပြက်တွေဖြစ်ကြောက်တွေနဲ့ကျွန်တော်တို့ကောင်းပါလေကြောက်တွေနဲ့ကျွန်တော်တို့ဘယ်လိုသွားမှမသိဘူးဖြစ်ပါခင်ဗျာရှိုးမြောင်နေနဲ့အောက်မှာလဲပေါက်မဲတွေနဲ့ဝေပါကင်းမာတယ်လမ်းသေးတယ်ကျွန်တော်ဒီလိုဖက်နဲ့တွေစီးလာတာပေါ့တော်စီကဲ let's goကကြိုးပဲရောက်ဝင်ပြီးသွားပြီသွားတော့သွားနေပါလေဒီလမ်းလဲတော့မသိတွေ့တဲ့လမ်းတော့သွားနေပါလေရောက်မလဲတော့ဟာကြည့်ကားလာတာဘာရုပ်လမ်းလောက်ထားတဘောကွာဟာအော်ရောက်ပြီလားဟာငါပြောတယ်ငါလာဘူးတယ်လို့အဲ့နဲ့တော့ဟောအလင်းအောင်စမြင်နေရပြီအကြည့်ရဖျားပေါ့ပြီဟဲ့အောင်ရေတို့ဆိုင်ကဘယ်လိုပြန်ယူပါလဲဟုတ်မဟုတ်ဟိုကဒီမင်းစားပေးနေဆိုင်ခိုင်းကဲလမ်းမပြီးကြစီအိုးရပြီဟဲ့
ဟိုတကောဘိုးကြီးလမ်းပြတော့လမ်းမားနေတယ်လေပေါ်တော့ ကဲဘာဆက်လုပ်ကြမလို့ချိန်နေတော့တော်တော်နောက်ကျနေပါပြီခင်ဗျာ ဒီဘက်လို့ကားလေးလာတာဒီဘက် စောက်တလွဲတွေပြောအောင်မယ် အကြီးမပြုံးနိုင်တော့ငါတော့တဟားတကြီးနဲ့ ဘယ်လေလာဘယ်လေဟေးမတက်လာတော့စောင်းမိုက်ပါ စောင်းမိုက်ပါ တော့မှမတက်ချင်တော့အလောင်းအောင်မိုက်လာ လောက်ကမန်းမိပါနောက်ကမတက်ပါနဲ့ ဘောလောင်းနေတော့အခုချက်တီကိုရောက်လာတယ် အိုးတောင်ထိပ်ကနေပြီးတော့ကျွန်တော်တို့လမ်းမာပြီးဆင်းချတာတကွေးတစ်ပတ်ကြီးလမ်းပြန်လျှောက်ရပါပြီဆိုင်ကလေးနဲ့အဝေးဖြစ်သွားပြီဆိုင်ကလေးနဲ့တော်တော်ဝေးသွားပြီ ချိုးချိုးတဲ့အောင်လေးရမောလေးgo go go ကိုမ ဟဲ့လေပြောလားဆက်လေငါရောပြောလားရောကြီးပြောလားမင်းတော့ပြောလား ခဏမှထိုင်းနေတဲ့ဆိုင်တော့ပြောပါတယ် တော်ချောင်းပြောလား ဆိုင်တိုင်းရတာပြောတယ် ဆိုင်ထဲကပြော သူ ပြောလား ကျွန်တော်ပြောတယ် ကိုရပြောလားပြောပါမထေနိုင်တော့ဘူးဘာလို့ကောင်းလဲရိုက်မယ်ဝေးပြောလား ပြောတယ် နိုင်ပြောလား ပြောပါလေခွေးတော့ကြောက်ပါလေ ဟဲ့ဟဲ့လက်ဆိုင်ဟဲ့ပြောလား ကြာကြီးလည်းကြာတော့